ကဲပေါ်လာတို့ကော်ဖီခါကနေဒီနေ့တော့ကျွန်တော်တို့တမိုင်းစာအုပ်ထဲကအထင်ရှားဆုံးဒါမှမမိန်းမကိုဗျာစင်ဘေးကအမေပုံနဲ့ပြောင်းချိတ်တဲ့ဘယင်းသူ့နာမည်ရင်းကတီပေါ့မင်းဒါမဲ့ဒီနေ့ဒီဇာလန်မှာတော့သူ့ကိုမောင်ပြားလို့ပဲခေါ်ကြရအောင်ဘာလို့လဲဆိုတော့ဒီကောင်ကပြားလို့လေမောင်ပြားကရိုးပြားတာမဟုတ်ဘူးမိန်းမမဆုရှေ့ရောက်ရင်ပြားလုံးလို့ကောစောတောင်ထိနေပြီမောင်ပြားကကုန်းမောင်ကုမ္ပဏီရဲ့ CEO ကိုထိပေးမယ်ကုမ္ပဏီရဲ့ပတ်စွာအကုန်လုံးကမဆုလက်ထဲမှာမဆုကသူ့ကိုစစ်ဆိုရင်ထိုင် box ဝင်ဟောင်းရတဲ့စင်ပဲဒါပေမဲ့ဒီကောင်ကအပလင်လူတွေသူ့ပေါ်လာတဲ့ရှေ့ရောက်ရင်တော့သူမိမအကြောင်းဘလူကြွားလဲဆိုတာအရင်ကြည့်ရအောင် group chat ထဲမှာမောင်ပြားလာဘလူပြောလိရှိလဲသိလားသူ့ပေါ်လာတွေကသတိပေးကြတယ်ဆရာသမားမဆုကနည်းနည်း toxic ထီလို့မနေဘူးလားမနေ့ကတော့အပြိုတော်တေလောက်ကို block လိုက်တဲ့ကြားတယ်အေးလီကွာမင်းလည်းနည်းနည်းလွတ်လပ်ခွင့်ယူမှာပေါ့မောင်ပြားကဘာပြန်ပြောလဲသိလားမင်းလို့ကလည်းကွာမဆုက toxic ဖြစ်တာမဟုတ်ပါဘူးသူက protective ဖြစ်တာပါသူကငါ့ကိုအယမ်းချစ်လို့တခြားမိမတွေနဲ့စကားမပြောစေချင်တာလေဒါ true love ကွာမင်းတို့ single ကောင်းတွေနားမလဲပါဘူးအစားဆုံးကဘာလဲဆိုရင်သူ့အမေကိုပဲပဲနဲ့ဆဲတောင်ငပြောင်းတို့ကမနာတတ်ဘူးသူမိမကိုနမဲတောင်မဆလိုက်နဲ့ဘူယိုပြီးကိုစိတ်ကောက်တာဗျာတွေ့လားဒါ sauce မရှိတဲ့ smooth syndrome ပါကိုကိုလောင်ငင်နဲ့ထဲထားတာကို safe house လို့ခင်းနေတဲ့ကောင်မဆုကသူ့ဖုန်းကို24နာရီစစ်တယ် location အမြဲတောင်းတယ်ဒါကိုမောင်ပြားက love language လို့ထင်းနေတာတကယ်တနာစရာကောင်ဒီလိုနဲ့တနေ့မှာမောင်ပြားရဲ့ border ကြီးမောင်တို့ကပြဿနာစရှာတော့တာပဲသူကမောင်ပြားတနာစရာကောင်းလုံးလို့ bro မင်းအစ်လေးရှိတယ်ဆိုပြီးမိတ်ဆက်ပေးလိုက်တယ်သူမနာမည်ကဒိုင်းခင်ခင်တမိုင်းမတန်းနေရဆိုရင်သူတို့နှစ်ယောက်တွေ့တာကမြန်လွန်းတယ် love at first sight ဆိုတာတဲ့ပိုဆိုးတယ်မောင်ပြားကဒိုင်းခင်ခင်ကိုမြင်လိုက်တဲ့အချိန်မှာသူ့ခေါင်းထဲမှာမင်္ဂလာဆောင်ဖိတ်စာရိုက်ပြီးသွားပြီကလေးနာမည်တောင်ပေးပြီးသွားပြီမောင်ပြားကရောမဆုကိုကြောက်ပါတယ်ဆိုမှဒိုင်းခင်ခင်ကိုမြင်တော့အကုန်မေ့သွားတယ် chat box မှာစာတွေပို့တာဆက်တနာပြည့်တယ်လို့ပဲ Hey beautiful နင်ကနန်းတော်ထဲမှာအလှဆုံးပဲအခုမှအချစ်ဆိုတာတည်တာခင်းထဲမှာမနှက်ပြန်ကြရင်ငါနင့်ကိုအာပွားပေးမယ်ဟေးအောင်မောင်ပြားစိတ်လျှော့ပါအောင်တွေ့တာမှ9မိနစ်ပဲရှိသေးတယ် queen ပေးမယ်ဖြစ်နေပြီဒါက red flag နော် left bombing လုံးတာမြန်လုံးနေအဆုံးသက်မလာတတ်ဘူးဒါပေမဲ့မောင်ပြားကနားမဝင်တော့ဘူးသူကတနာယူချက်ကငဲရိတ်ဆောင်တက်နေပြီဒီအချိန်မှာပြဿနာကစတာပဲမောင်ပြားကဒိုင်းခင်ခင်နဲ့အကြီးဆိုင်နေတဲ့အချိန်မှာသူ့ပေါ်ရတယ်သူ့ကိုကူညီပေးတဲ့မောင်တို့ကိုပါ ghost လိုက်မောင်တို့ကစပို့တယ် bro သတိထားနော်မစွရသူလေးတွေကနေရာတိုင်းမှာရှိတယ်ဟေးစပြောင်းလေ line ပေါ်မှာရှိနေပြီဘာလို့စီးမပြတာလဲမောင်ပြားကမောင်တို့ကို reply မပြန်ဘူးဗျာဘာလို့လဲဆိုတော့သူကဒိုင်းခင်ခင်နဲ့ဖုန်းပြောနေလို့လေ bit မောင်တို့ကလီအရန်ရှည်တာကွာသူ့စာကိုမဖတ်ချင်ပါဘူးဆိုပြီးသူ့ကိုကူညီပေးတဲ့ wingman ကိုပစ်ထိုက်လိုက်တယ်တကယ်တမ်းကျတော့မောင်တို့ကသူ့ကို warning ပေးနေတာမဆုတီးတော့မယ်ရှောင်တော့လို့ပြောချင်တာဒါပေမဲ့မောင်ပြားကအချစ်စိတ်မှုန်ပြီး airplane mode ဖွင့်ထားတယ်လို့ဖြစ်နေရောဇလန်းကဒီမှာစတော့ပဲမဆုကအိမ်မှာထိုင်ပြီးငါယောက်ျားဒီရဲ့ပိုင်းတော့ဘာလို့ဖုန်းချတာမြန်နေတာလဲဆိုပြီးတန်ရဝင်လာတယ်သူ့ရဲ့ spine network ကိုလွှတ်လိုက်တယ်သိမကြပါဘူး screenshot တွေ voice record တွေအကုန်ရောက်လာရောမောင်ပြားကဒိုင်းခင်ကိုမဆုကစိတ်ထားမကောင်းပါဘူးကွာနင်ကမှအေးချမ်းတာလို့ပြောနေတဲ့အထမ်းဖိုင်မဆုကအဲ့ဒါကိုနားထောင်ပြီးဘာဖြစ်သွားလဲသိလားဖုန်းကိုကင်ပေါက်လိုက်တယ်လို့ထင်လားမဟုတ်ဘူးသူကအေးဆေးပဲအော် cute လို့ပြောပြီး kill order ကိုလက်မှတ်ထိုးလိုက်တယ်မောင်ပြားစီကိုမဆုရောက်ချလာတယ်မောင်ပြားကဟိုမိန်းမအဲ့ဒါ prank ပါလို့ပြောချင်ဖို့ကြိုးစားပဲမဆုကစကားမပြောဘူးသူ့မျက်စိရှိမှတင်ဒိုင်းခင်ကိုဆွဲထုတ်သွားတယ်ပြီးတော့မောင်ပြားကိုတတိပေးတယ်မောင်ပြားက reply မပြန်ပဲ ghost ခဲ့တယ်မောင်တို့ကပါဖမ်းသွားတယ်မောင်ပြားဘာလို့လဲဖုန်းလေးကင်ပြီးတုံနေတာပေါ့သူ့ဘော်ဒါစီအခုမှစာပို့ချင်ဖို့ကြိုးစားတယ် bro help me တဲ့ဒါပေမဲ့ဘယ်သူမှမရှိတော့ဘူးမဆုကအကုန်ရှင်းလိုက်ပြီနောက်ဆုံးတော့မောင်ပြားရဲ့ first love ဇလန်းလေးက first date နဲ့တီးသွားတယ်ဒိုင်းခင်လည်းမရှိတော့ဘူးသူ့အချစ်ဆုံးဘော်ဒါမောင်တို့လည်းမရှိတော့ဘူးမောင်ပြားမှာကြံခဲ့တာကသူ့ကိုမှုန်းနေတဲ့မဆုရဲ့သူ့ကိုစမူကြောင်မင်းလို့တမိုင်းတွင်စင့်မဲ့နာမည်ရဲပဲကြံခဲ့တယ်ခင်ဗျဘော်ဒါတို့ရဲ့ဒီဇလန်းကနေသင်ခန်းစာယူပါတစ်မိမကြောက်တဲ့ငိမ့်နေပါ new girl မြင်တိုင်းစိတ်မလှရှားပါနဲ့နှစ်ကိုသတိပေးတဲ့ဘော်ဒါတွေကိုဘယ်တော့မှ ghost မလုပ်ပါနဲ့သုံးအရေးကြီးဆုံးကတော့မဆုလို့ GF မျိုးရထားရင် password ကိုဘယ်တော့မှမပေးပါနဲ့ကဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ် YouTube subscriber 1000ပြည့်ရင်ဖုန်းပေးတွေမဲဖောက်ပေးမှာမို့လို့မြန် like and subscribe လုပ်ခဲ့ကြနော်